ဒီသင်းကဟာတာရှီနေအောင်လွဲပြီးတော့ဘာမှမတက်နိုင်တော့ဘူးလို့လီနဲ့ရိနဲ့ဆိုရင်စီစီကလည်းမေးတယ်ဟိုကောင်းလည်းပြန်ပစ်တယ်ရောင်ကြီးတေးမလို့ပဲโอเคဆိုနာတာပြန်ရရင်တော့ထုခံရတော့တယ်ဒီမှာမလေးဇူရှင်လန်ဒဖလက်ဟစ်ဂျူမီနောက်မှချောင်းဂျီကွမ်တို့တဖြည်းဖြည်းချင်းလိုက်တင်ထားတယ်ဖတ်ဘလက်ကိုဟစ်ဂျူမီပေးထားတယ်ဘိုးမလေးတာတင်နာမှာရီပေါက်မဲ့ဒူမန်ရသေးလားယာဇူကီရီစောပေါက်ပလိုက်တယ် pressure နဲ့ပေါက်လာတာယာဇူကီရီပါလွဲကုန်ပြီရောက်ရင်ဘလို့ပေါက်ရတဲ့ယာဇူကီရီစလွဲပြီဗျာကဲတိုကင်နကောင် first star နဲ့မှာပေးကိုစီသွားပြီထင်တယ်ပြအောင်လမ်းမှာကန်အောင်မှာနော်အောင်လမ်းမှာနီနိုကန်အောင်မှာဂျီကွမ်တို့ The Way of Dragon အားလုံးတော့မှာတော့ Vanji Finals လက်နေနဲ့ light လေးတော့ပြန်ရခဲ့တယ်ဆိုမှနောက်ဆုံးမှာတော့ Edward UN နှစ်ကောင်လက်ချက်နဲ့တော့နီနိုပြတ်သွားနေပဲ1 for 1ဒါမှလည်း total ကတော့1 for 3ပေါ့နော်အောင်လမ်းတစ်ကောင်လေးရလိုက်တာဒီလို3ကောင်ပေးတာတော်တယ်လည်းမရလိုက်ဘူးကာပြအောင်ကန်သွားသေးတယ်အဲ့ဒါလည်းမဘန်းဘူးဗျာဟုတ်တယ်အောင်ပါလေ manipulation ဒီမကိုင်း energy eruption နဲ့ hit Jumi တော့ manipulation ပြ uprising က The Way of Dragon ကိုကန်ရတဲ့ Yazuki ပါတည်သွားတယ် land of flare 2 man what ကင်ပေါက်သွားတာအလာကြီး hit Jumi ပါ double kick ထပ်ပေးလိုက်တယ်အားလုံးဒီဘွက်ဆော့တာပျော်စရာကြီးညီကိုတော့တော်နေကြအောင်ယူရဲကွာရှောင်းသွားတယ်မင်းကွန်ဘိုရီကလည်းဟော land of flare ကင်ပေါက်ဝိုင်းနဲ့မချောင်းတော့ Way of Dragon ကိုဖြတ်ကန်နေရတော့မလိုတော့တော့ညီကိုအာလက်ကတေးပြီဒါပေမဲ့ back line နဲ့ကောင်ကန်မှာတော့တွေ့တာပျောတယ် hit Jumi ကိုကန်သွားတာရောက် double kick နောက်မှာတော့ Yazuki ပါထပ်တည်သွားနေပဲဒီလိုကြီး3ကောင်မျက်စိတမိတ်တွင်းမှာလက်ဖြောက်လေးတစ်ချက်တီးလိုက်သလိုပဲယူသွားတာဗျာရက်ဆက်ပါပဲဟာဒီလိုအကိုကြီးဘာဝင်လောက်တာတော့အကိုကြီးရဲ့ oh my god ဟာတာကြီးဖြစ်နေပြီရင်းနေတော့လွဲပြီးတော့ဘာမှမတက်နိုင်တော့ဘူးအေးမှန်နေတော့မသိကျွန်တော်တို့အဲ့လိုဖြစ်နေပြီဖားလေးဖြစ်သွားတယ်နောက်မှလည်း bucket လေးတော့ရှိတော့မရှိဘူးပေါ့အဲ့တို့ကတေးရပြီဒါတော့ဒီကောင်များသွားတာတော့တော်နေချက်ရဒီကောင်ရဒါတော့ရအောင်ရလိုက်မလားနော်ကဲ final fight လေးတော့ရအောင်လုပ်ပေးလေငါပြောတာဟာလားမလဲမသိတယ်လားမသိဘူးအားတော့ final သိပ်ပြတ်တာဗောနှစ်ကောင်လေးနဲ့တေးတယ်ညီကိုတို့ဟိုကောင် van ညံလည်းမပါဘူး separate နဲ့ဆိုတော့မချောင်းကြီးကွမ်တို့ပြနေပြီကြီးကွမ်တို့ဒါပေမဲ့ဂျူမီ flicker ရမလားလို့တောင်းတာဗလန်ဒီလားဘာရင်မဟုတ်လားဟုတ်တယ်ကျွန်တော်မကန်ရင်တော့ပါပြည့်တိုင်းပဲဘယ်ဒီလောက်ကြီးအဲ့လိုမျိုးရုပ်စိုးပိုင်းလို့ဖြစ်သွားမယ်လို့တော့မထင်တာတော့အမှန်ပဲWay of Dragon Sonata Resodi Yazuki all of finals နဲ့3 man Sonata Resodi ထောက်ဝင်လာတယ် Edward နော်ဒီ final ကတော့ Edward ပွဲမြန်ဖြစ်နေမလား Nino ၄ယောက်ကြားထဲမှာတော့ Shaw Wine နဲ့မအားလက်ကလေးတကောင်ပဲပြစ်ချခြင်းပဲ Flicker ခုံရတယ်မရတော့ Game 3ဆက်မကြည့်နိုင်တော့ဘူးတော်တော်ဆိုးပါတယ်ဗျာ final ကိုဘယ်လိုကြည့်နေတာမဟုတ်ဘူးပေါ်လဲ Edward လေးကိုရလိုက်မလားEdward လေးရလိုက်မလားဒီဆွေးအော်ထတော်နေချက်ကို Flicker ခုံချောင်သွားတယ် Edward ရဲ့မင်းရှိုးပဲရောက်ရေးဒီပွဲအဲ့မှာနီနိုနဲ့တော့နော်ညှိနေတယ်2ယောက်တယောက်ဒီနော်တိုင်း2ယောက်တယောက်ဒီကိုမှလောအထဲဝင်နေပြီ Edward ကရတယ်ဒီကိုအိမ်မပြန်မှုပဲဒီကောင်ထိန်းမှာဥပမာဟီဂျူမီတေသွားပြီကိုတန်းရမှာအာလက်တကောင်နဲ့ဥပမာအိမ်ပြန်နေတဲ့ကောင်လေးရှိသေးလားနီနိုကတော့ခုမှပဲလမ်းလျှောက်လာနေနေပဲနောက်မှတော့3ယောက်ထင်းနဲ့ကောင်းအောင်မယ်အောက်လမ်းမှာလည်းနောက်တဲ့မေဂါဒီယူနာချောင်းကြီးကွန်းတို့နောက်မဂရန်ဂျာဆိုနာတာရက်ဆိုဒီအာလက်တကောင်တေသွားတယ်မလို့လောကလည်းဘေးကျဲဝင်နေပြီတရုံးကြီးပဲရိုက်ချိုးသွားအောင်မလားပွဲအပြတ်တက်ပဲညီကိုတို့7 minute ကို1000နဲ့ first law နဲ့နေမယ် Rora game 3ကိုတော့အနိုင်ရရှိက 3C ဆိုရရလမ်းနဲ့တော့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်နောက်ထပ်တပွဲပဲလူ